ဒီနေ့ about you sound ကိုဘယ်လိုတီးရမလဲဆိုတာကိုသိချင်ကြတဲ့လူတွေကိုဒီနေ့ sharing လုပ်ပေးသွားမှာပါသူရဲ့ chord လေးကလွယ်လွယ်လေးပေါ့နော်၄ chord ပဲရွှေ့ရတာ strumming pattern ကလည်း down down up up down up ဆိုရင် strumming pattern လေးနဲ့ပေါ့နော်ပထမအဆုံး chord ကကြတော့ C ပေါ့နော် C ကကြတော့ဒီရဲ့၃ခွဲမြောက်ပေါ့နော်၃ခွဲမြောက်ရဲ့အောက်ဆုံးကျိုးလေးကိုလက်တကြွယ်လေးနဲ့ဖိရတာဒါ C ပြီးသွားရင်တော့ G ပေါ့နော် G ကကြတော့နှစ်ခွဲမြောက်ကိုဒီပေါ့နော်ဒုတိယဒီကျိုးလေးကိုဖိမယ်ပြီးတော့အောက်ဆုံးကျိုးလေးကိုလက်ကလေးနဲ့ဖိမယ်အလဲကကျိုးမဖိဘူးအလဲကကျိုးကြလက်တကြွယ်လေးနဲ့၃ခွဲမြောက်မှဖိမယ်ဒါ G ပြီးသွားရင်နောက်တစ်ခုက A minor ကျတော့လက်ကလေးလေးကိုဒီနှစ်ခွဲမြောက်ရဲ့ဟိုးပေါ်ဆုံးကျိုးလေးကိုဖိရတာဟုတ်တယ်ပြီးတော့လက်ကိုမလွတ်ပဲနဲ့ F ကိုပထမပေါ့နော်အကွက်ရဲ့ဒုတိယမြောက်ကျိုးလေးကိုဖိမယ်as ဒီလေးခွက်ရရင်ဒီတချင်းလေး about you ကိုတီးလို့ရပါပြီဆိုတော့ဒီလေးကွက်ပေါ့နော်ဆိုတော့သူ strumming pattern က down down up up down up down down up up down up အဲ့လိုမျိုးလေးတီးရမှာနှစ်ခေါက်စီတီးရမှာပေါ့နော်